ကဲလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တောက်ကြနေညနေအတွက်ဖြစ်ပါတယ်ဒါဒီတစ်ပတ်ကတော့ဒါတော်တော်လေးကိုဘယ်လိုပြောရမှာတော့ညီကိုတွေအရန်ဆင်းသွားတာဗောနော်ကျွန်တော်တို့တနင်္လာနေ့မှာ9-3ညအင်္ဂါနေ့မှာက2-1ဗုဒ္ဓဟူးနေ့မှာက6ခွန်ကြာသပတေးနေ့မှာက4-3အခုတောက်ကြနေမှာ6-5ညီကိုတွေပဲဖြစ်နေတော့ကျွန်တော်တို့လည်းဘယ်လိုလုပ်အောင်မသိတော့ဗျာဒီညနေကတော့ကျွန်တော်ကတော့တွက်နေအရာနဲ့ဖော်မူလာအရနှစ်ခုရောညှက်ပြီးတော့ပဲဒါကျွန်တော်အကွက်နည်းနည်းလေးနဲ့ပဲရွှေထားပြီးပါတယ်လုံးမိုင်ပြောဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ခွန်လုံးမိုင်ကိုတော့ဒီညနေမှာပို့ပြီးတော့ကြိုက်ပါတယ်ဗျာနော်ပြီးရင်ကျွန်တော်တို့ဒါကြာသပတေးနေ့က4ထိပ်4ပိတ်ဆင်းထားတဲ့အတွက်4-9ချိန်ဒီနေ့ရှိပါတယ်ပြီးရင်ဒီနေ့က9ချိန်ကိုကြိုက်တဲ့အတွက်ကျွန်တော်ကတော့ခွန်4ခွန်9 2-4 2-9ပေါ့နော်ဒီ4ခွက်ကိုပဲဒါဒီညနေမှာကစားသိချင်ပါတယ်ဗျာနော်အဓိကထားပြီးတော့ကစားမှာကတော့9နှစ်တစ်ခွက်ကတော့စင်မီသားလည်းဖြစ်တယ်မနက်ကလည်းဒါ6-5တစ်ခွက်ကဒါတစ်ဘရိတ်ကဆင်ထားပြီးသားဆိုတော့ဒါ9နှစ်တစ်ခွက်ကတော့ကျွန်တော်ကအရင်ထဲမှာထည့်ထားပြီးတယ်မိတ်ဆွေများအနေနဲ့ဒါညီကိုတွေဆင်းပြီးရင်တော့ဒါကိုကနက်ခက်လိုက်ရှင်လို့ရှိရင်လိုက်နိုင်ပါတယ်ဘာလို့ဆိုတော့နက်ခက်ကလည်းညီကိုပြီးရင်တော့ထုံးတဲ့တိုင်းဆိုလို့ရှိရင်တော့နက်ကလာနေကြပဲဗျာဒါပေမဲ့ညီကိုပဲနားကလောက်ဆင်းသွားတော့နက်ခက်ကလည်းလာနိုင်ပါအောင်မလားလို့တော့မပြောတတ်ဘူးအဲဒါကြောင့်ကျွန်တော်ကတော့ဒီညနေမှာကိုကလုံးမိုင်ကြိုက်လို့ရှိရင်တော့ခွန်လုံးမိုင်ထိုးပါခွန်လုံးမိုင်ကိုမှကိုကအကွက်နည်းနည်းပဲထိုးခြင်းခွန်4ခွန်9ခွန်3ခွန်8အဲ့ဒီ၄ခွက်ပဲကစားပါကျွန်တော်ကတော့ဒီညနေမှာကတော့အဲ့လိုမျိုးခွန်လုံးမိုင်ကြိုက်တဲ့အတွက်ခွန်4ခွန်9ခွန်3ခွန်8အဲ့ဒီ၄ခွက်ကိုပဲကျွန်တော်ကတင်ပြီးကစားတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုဒါ formula အနေနဲ့ကျွန်တော်ကညှက်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ဒီညနေမှာကတော့ကျွန်တော်ကဒီထဲမှာကတော့ဒါ၄ခွက်ကိုထည့်ထားပြီးတယ်အောက်ခွက်က2ခွက်အရန်2ခွက်ပေါ့နော်အဓိကအားဖြင့်မိတ်ဆွေများအနေနဲ့ဆုံးရမှာကတော့ဒီအရန်တဲက9နှစ်တစ်ခွက်ကိုထပ်ဖယ်လာလို့ရှိရင်တော့3ခွက်ပဲဒါတေချာလေးကစားမှာဖြစ်ပါတယ်အဲ့ဒါအောင်မှကိုကအကွက်နည်းနည်းလေးပဲထပ်ဆော့ခြင်းနဲ့ဆိုလို့ရှိရင်တော့2ခွက်ကိုပဲအဓိကထားပြီးတော့ဒါဆော့ရမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါကြောင့်ဒီတောက်ကြနေညနေမှာဆိုလို့ရှိရင်တော့အောက်ကွက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့9ခွန်4ခွန်2ခွက်ကိုတော့အောက်ကွက်ထဲမှာရွေးထားတယ်အရန်ထဲမှာဆိုလို့ရှိရင်တော့ဒါ4နှစ်တစ်ခွက်ကိုတော့အရန်ထဲမှာထည့်ထားပေးပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့တော့ဒါကိုကဟိုပါပေါ့ခွန်ကိုထိုးခြင်းတယ်ဆိုလို့ရှိရင်တော့ခွန်လုံးမိုင်ခွန်ပတ်တီတစ်လုံးပဲတီးတန်းလိုက်ရှင်တယ်ဆိုလို့ရှိရင်တော့ခွန်3ခွန်8ခွန်4ခွန်9အဲ့ဒီ၄ခွက်ကိုပဲတေချာလေးလိုက်ပြီးကစားလိုက်ပါဗျာနော်အားလုံးပဲညနေတော့အစီအပြေကြပါစေအကွက်နည်းနည်းစောခြင်းတယ်ဆိုလို့ရှိရင်တော့9ခွန်4ခွန်2ခွက်ကိုပဲကစားလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ